ရှင်မရတဲ့အမရဲ့မြတ်တာပါအစားထိုးမရတဲ့နှလုံးလားပိုင်ရှင်ပါအရာရာကိုအနစ်နာခံမမရက်တည်ခဲ့သူအမေတယောက်လူခွန်အားအပြည့်နဲ့အချိန်တိုင်းဆုံးမတွင်တင်လန်းပြရှိဆောင်ခဲ့တာအိမ်တရဲ့ဘုကပြင်းတွေအမှန်တကယ်သူမငြင်းမေရှင်းဆုံးကရင်ဆိုင်ဘဝရဲ့ပန်းနိုင်ဥဆောင်နိုင်ခဲ့ပြီအမဆိုတာလေးကျွန်တော်ရင်နဲ့မရောဒုတိယမိခင်တယောက်ပါလေအမကြီးတော်အမိအယောင်ဆိုရိုးစကားတွေရှိထားခဲ့တာအနေတော့ကိုင်းမဝင်တော့လေနိုင်ရှင်မရတဲ့အမရဲ့မြတ်တာပါအစားထိုးမရတဲ့နှလုံးလားပိုင်ရှင်ပါအရာရာကိုအနစ်နာခံမရက်တည်ခဲ့သူအမေတယောက်လူခွန်အားအပြည့်နဲ့အချိန်တိုင်းဆုံးမတွင်တင်လန်းပြရှိဆောင်ခဲ့တာအိမ်တရဲ့ဘုကပြင်းတွေအမှန်တကယ်သူမငြင်းမေရှင်းဆုံးကရင်ဆိုင်ဘဝရဲ့ပန်းနိုင်ဥဆောင်နိုင်ခဲ့ပြီအမဆိုတာလေးကျွန်တော်ရင်နဲ့မရောဒုတိယမိခင်တယောက်ပါလေအမရှိတယ်လေဘဝင်အတဲမလေးအမရှိတယ်လေအစေအမြဲဆုံးယခုဘဝတိရှင်ကမသွေဒုတိယမိရင်မလေးအမေကမွေးအမကပဲထိန်ကြောင်းခဲ့ပြီအမေကရိတ်တော့အမကကအစောတောင်းဆိုရင်လေမစားခဲ့ပါစားစင်မောင်လေးတွေ့လေမြစ်တာတရားဒီရင်ဝဲပိုက်ထားလေငယ်စီငရေကဝါလို့တစ်မျိုးကြောကိုပူကကားလို့တနည်းခါကိုစီမောင်လေးတွေ့ဆိုသူမကြီးအတူကြီးရဲ့သူအပူမီးရတဲ့ဆုံးကားလေးသူမကြီးတူရှင်ကမတွေအမဆိုတာလေဒုတိယမိခင်တယောက်ပါလေအမရှိတယ်လေဘဝင်အတဲမလေးအမရှိတယ်လေအစေအမြဲဆုံးယခုဘဝတိရှင်ကမသွေဒုတိယမိရင်မလေးအမေကမွေးအမကပဲထိန်ကြောင်းခဲ့ပြီအမေကရိတ်တော့အမကအစောတောင်းဆိုရင်လေမစားခဲ့ပါစားစင်မောင်လေးတွေ့လေမြစ်တာတရားဒီရင်ဝဲပိုက်ထားလေငယ်စီငရေကဝါလို့တစ်
ကိုစီမောင်လေးတွေ့ဆိုသူမကြီးအတူကြီးရဲ့သူအပူမီးရဲ့ဆုံးကားလေးသူမကြီးတူရှင်ကမတွေအမဆိုတာလေဒုတိယမိခင်တယောက်ပါလေ